iPad ခွန်ရှိကိုမှာပါတဲ့တိုတဲ့ကိုလောင်းဤအကြောင်းကိုပြောပြပေးသွားပါမယ်စိတ်ဝင်စားလို့ဘောလုံးကောက်ဖွင့်မယ်ဆိုရင်စီနီယာအာကာရဲ့ Viber Telegram နံပါတ်3994893938ကိုယခုပဲဆက်သွယ်လိုက်ပါရှင်တကယ်တော့ဒီတိုတဲ့ကိုလောင်းဤကဥရောပနိုင်ငံတွေမှာအတော်လေးကိုရေပန်းစနာမည်ကြီးတဲ့အထင်မှာပါပါတယ်မြန်မာတွေသိထားတဲ့ဂိုးပေါင်းကစားနည်းကိုမှစတိုင်နည်းနဲ့ပြောင်းသွားရုံပါပဲထုံးစံအတိုင်းပွဲချိန်ပြည့်မိနစ်60နဲ့ပထမပိုင်း45မိနစ်စာရှိရပါမယ်သူအောက်မှာဂိုးပေါင်းရလဒ်တွေကိုတန်းစီရေးထားပါတယ်0 to 1ဆိုတာကတော့နှစ်သင်းပေါင်းသွင်းကို3ညကနေတကိုးရှိရင်နိုင်ပါမယ်2 to 3ဆိုတာကတော့နှစ်သင်းပေါင်းသွင်းကိုအနည်းဆုံး2ဂိုးကနေအများဆုံး3ဂိုးထိဆိုနိုင်ပါတယ်နှစ်သင်းပေါင်းသွင်းကိုကအထက်ပို့လို့မရသလိုရော့လို့လည်းမရပါဘူး4 to 6ဆိုတာကတော့နှစ်သင်းပေါင်းသွင်းကိုအနည်းဆုံး4ဂိုးကနေအများဆုံး6ဂိုးထိဆိုနိုင်ပါမယ်7 and overဆိုတာကတော့နှစ်သင်းပေါင်းသွင်းကို9ဂိုးနဲ့အထက်ဖြစ်ခဲ့မယ်ဆိုရင်တော့နိုင်ပါမယ်ပထမပိုင်းအတွက်လောင်းမယ်ဆိုရင်လည်းဒီသဘောတရားတွေပါပဲကဲကျမဒီပွဲစဉ်အတွက်ဂိုးပေါင်း2ဂိုးကနေ3ဂိုးရှိလိမ့်မယ်လို့ယူဆလို့သူ့အောက်တန်းထဲမှာရှိရဲ့ 2.09 off ကိုနှိပ်ပြီးလောင်းကြည့်ပါမယ် 2.09 ဆိုတာကတော့ကိုနိုင်ရင်ကိုလောင်းကြီးကိုမြှောက်ပြီးရမယ်အစပါပွဲမတိုင်ခင်ဖြစ်နိုင်ခြေကိုလိုက်ပြီးပေးထားတဲ့အစတွေကတူညီမှာမဟုတ်ပါဘူးအခုယူထားတာဆိုရင်ဖြစ်နိုင်ခြေအနည်းငယ်များနေလို့ရမယ်အစကတခြားကိုးပေါင်းတွေထက်တိတိတသားပိုနေနေတာတွေ့ရပါလိမ့်မယ်လောင်းနေကြအတိုင်းစတိတ်နေရာမှာ unit ထက် prospect နှိပ်လိုက်ရင်အောင်မြင်စွာလောင်းနိုင်မှာဖြစ်ပါတယ်7နဲ့ over အောက်မှာပေးထားတယ်အစကိုကြည့်ကြည့်ပါအစ18စားထိပေးထားတာကိုတွေ့ရပါလိမ့်မယ်ဒီပွဲစဉ်မှာနှစ်သင်းပေါင်းသွင်းကို9ဂိုးနဲ့အထက်ရှိခဲ့မယ်ဆိုရင်အစ18စားထိရမှာပါမဖြစ်နိုင်တဲ့အနေအထားမို့လို့တိုင်းကလည်းအစကိုခက်မြင့်မြင့်ပေးထားတာပါဒါပေမဲ့ဘောလုံးပွဲမှာဘာမဆိုဖြစ်နိုင်တာမို့လို့မဖြစ်နိုင်ဘူးလို့ယတိပြတ်ပြောလို့မရနိုင်ပါဘူးကဲတိုတက်ကိုလောင်းကြီးကတော့ဒီလောက်ပါပဲစိတ်ဝင်စားလို့ဘောလုံးကောက်ဖွင့်မယ်ဆိုရင်စီနီယာအာကာရဲ့ Viber Telegram နံပါတ်3994893938ကိုယခုပဲဆက်သွယ်လိုက်ပါရှင်